အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ Align Motion တွေကကျွန်တော်အများဆုံးမေးကြတဲ့ NOR နဲ့ camera ကိုဘယ်လိုမျိုးသုံးကြလဲဆိုတာကိုရှင်းပြပေးမှာပါ Align Motion နဲ့မှာကျွန်တော်တို့တွေ layer အများကြီးကိုလှုပ်တဲ့အခါရှုပ်ကောင်လေးကိုအုပ်စုလိုက်ရွှေ့ကျင်တာဖြစ်ဖြစ်တစ်ခုခုလှုပ်လိုက်လို့ရှိရင်အကုန်လိုက်ဖြစ်စေချင်တာမျိုးကိုရှိဘူးမှာပါအဲ့ဒီအခါကျွန်တော်တို့အသုံးအများဆုံး tool 3ခုရှိပါတယ်အဲ့ဒါတွေကတော့ parenting NOR object နဲ့ camera တို့ပဲဖြစ်ပါတယ်ဒီနေ့ကတော့အဲ့ဒီ3ခုကပါလေဘယ်လိုမျိုးတွဲသုံးကြလဲဆိုတော့ရိုးရှင်းဆုံးဖြစ်အောင်ရှင်းပြပေးသွားပါမယ် project တစ်ခုဖွင့်ပြီးတာနဲ့ကျွန်တော်တို့အရင်ဆုံး share နှစ်ခုကိုကျွန်တော်အစမ်းထည့်ပြပါမယ်ပထမ shape ကိုကျွန်တော်က parent လို့ပေးလိုက်မယ်ဒီ shape ကိုကျွန်တော် duplicate ထုတ်လိုက်မယ်ဒုတိယမြောက်တစ်ခုကိုတော့ child ကိုကျွန်တော်နာမည်ပြောင်းပေးလိုက်မယ်โอเคဆိုတော့ parenting ဆိုတာပါလေဆိုတော့ကျွန်တော်တို့ဒီမှာဆိုရင် child နဲ့ parent ဆိုပြီးတော့နှစ်ခုရှိသွားမယ်အပေါ်ကတော့ကျွန်တော်တို့ parent အောက်ကကောင်က child parenting လုပ်တယ်ဆိုတာကကျွန်တော်တို့ parent ဆိုတာကျွန်တော်အုပ်ထိန်းသူတယောက်မိဘတယောက်အနေနဲ့သတ်မှတ်တာကိုပြောတာပါဆိုတော့ကျွန်တော်ဒီမှာအပေါ်ကကောင်ဒီ parent ဖြစ်တယ်ဆိုတော့ဒီကောင်အုပ်ထိန်းသူအနေနဲ့သတ်မှတ်မယ်ဆိုရင်ကျွန်တော်တို့ဒီ child ကိုကျွန်တော်ထောက်ပြီးတော့ဒီအပေါ်က delete အဖိုင်ပုံးလေးရဲ့ဖေးကဒီတောင်လေးကိုနှိပ်လိုက်ရင်ကျွန်တော်ဒီမှာ parent ဆိုတဲ့ကောင်လေးဆိုတော့ဒီမှာတော့ကျွန်တော်ရှိသမျှ400ကောင်ပေါ်လာမှာပေါ့ကျွန်တော်ကတော့အခုကဒီနှစ်ခုပဲရှိသေးတယ်ဆိုတော့ကျွန်တော်ဒီမှာ parent တွေကိုထည့်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ parent layer ကဘယ်လိုသွား child layer ကသူ့ရဲ့အောက်ထိပ်မှုနောက်မှာပဲတောက်လျှောက်လိုက်လာပါလိမ့်မယ်ဒီနေရာမှာကျွန်တော်တို့ဘာကြီးလုပ်လို့ရလဲဆိုတော့တပြိုင်နက်တည်းနေရာရွှေ့တာအကြီးအသေးပြောင်းတာဒီဂရီဆောင်းတာတွေလုပ်လို့ရပါတယ်ဒါပေမဲ့ဒီမှာတစ်ခုရှိတာကကျွန်တော်ဒီဂရီဆောင်းတဲ့အခါမှာဒီ parent layer ကကျွန်တော်တနေရာတည်းကနေပြီးဒီဂရီဆောင်းတာဆိုပေမဲ့သူ့ရဲ့နောက်ကကောင်ကတော့ဒီလိုမျိုးလိုက်ပြီးဆောင်းပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ parenting ကိုတော့သိပြီလို့ထင်တယ် parenting ကိုသိပြီဆိုရင်ကျွန်တော်တို့နောက်ထပ်တစ်ဆင့်ကိုထပ်သွားရအောင်ဆိုတော့ကျွန်တော်ဒီမှာ child တွေကိုအများကြီးထုတ်လိုက်မယ် copy ပြီးတော့ကျွန်တော်တို့အများကြီးထုတ်လိုက်မယ်ပြီးရင်ကျွန်တော်နေရာလေးတွေရှောက်ပြီးရွှေ့ချအောင်ပြီးရင်ကျွန်တော်တို့ parent layer ကိုဒီလိုမျိုးလှုပ်ကြည့်လိုက်ရင်ဒီမှာအားလုံးဒီလိုမျိုးအတူတူသွားနေအောင်တွေ့ရမယ်ဒါပေမဲ့ကျွန်တော်တို့ 5G အသေးနေရာရွေးအဆောင်ဒါဆိုရောက်ဒီမှာတစ်ခုကဂျန်ခဲ့ပြီးတော့ဂျန်တဲ့ကောင်တွေဒီလိုမျိုးသွားနေအောင်တွေ့ရမယ်ဒီနေရာမှာကျွန်တော်တို့နဲကိုကြည့်အောင်ကျွန်တော်တို့ NOR ဘယ်လိုမျိုးသုံးမလဲဆိုတော့တစ်ချက်ကြည့်မယ်ဆိုတော့ကျွန်တော်တို့အဲ့လိုမျိုးလုပ်ဖို့အတွက်ဆိုရင်ဒီ parent layer တဲကနေပြီးတော့ child တွေအကုန်လုံးကျွန်တော်ပြန်ဖြုတ်လိုက်မယ်အဲကြောင့်ဒီဟာလေးကိုထောက်ပြီးတော့ none ကိုပြန်ပြီးရွေးလိုက်မယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့တစ်ခုချင်းပဲလှုပ်တော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့က parent layer ထဲမှာသွားထားတယ်ဆိုပေမဲ့ child ကိုကျွန်တော်တစ်ချက်ပြန်ပြပေးပါမယ် parent တွေကိုချိန်ထားပေးမယ် child တီးတက်လှုပ်မယ်ဆိုရင် parent ကဘလို့မှလှုပ်မှာမဟုတ်ပါဘူးဒါပေမဲ့ parent ကိုလှုပ်မယ်ဆိုရင်တော့သူနဲ့ချိန်ထားတဲ့ child ကလိုက်ပြီးလှုပ်ပါလိမ့်မယ်ဆိုတော့ဒါအောင်နားလည်ပြီဆိုရင်ကျွန်တော်တို့ပထမ child ကိုလည်းကျွန်တော်တို့ parent တွေပြန်ပြီးဖြုတ်လိုက်ပါမယ်ဒုတိယတစ်ဆင့်အနေနဲ့ကျွန်တော်တို့ NOR သုံးတာကိုကြည့်ကြမယ် NOR သုံးတယ်ဆိုတာကကျွန်တော်တို့ parenting ကိုမှနောက်ထပ်တစ်ဆင့်လို့ပြောလို့ရပါတယ်ဆိုတော့ကျွန်တော်ပုံမှန် parenting မှာဆိုရင်တော့ကျွန်တော်တို့ဒီ screen ပေါ်မှာရှိနေတဲ့အရာတွေကတစ်ခုကိုပုံထားပြီးတော့ကျန်တဲ့ဟာတွေလည်းချိန်လိုက်တာပါဆိုတော့အဲ့ဒီ parent layer ကလှုပ်တဲ့အတိုင်းကျန်တဲ့ကောင်တွေလှုပ်ပါတယ် NOR ကိုကျွန်တော်တို့သုံးတဲ့အခါမှာတော့ NOR က parent layer ဖြစ်သွားပါတယ်ကျန်တဲ့ကောင်အားလုံးက child ဖြစ်သွားပါတယ်ဆိုတော့ဒီ parent layer တွေလည်း child ဖြစ်သွားပါမယ်ဆိုတော့ဒီကောင်တွေအကုန်လုံးကိုကျွန်တော် NOR တစ်ခုတည်းကိုထည့်လိုက်တယ်ဒါဆိုရင်ကျွန်တော်တို့ NOR ကိုလှုပ်တဲ့အခါမှာအားလုံးတစ်ပြိုင်တည်းလိုက်ပြီးလှုပ်ပါလိမ့်မယ်ဆိုတော့ကျွန်တော်တို့ child ရိုး parenting နဲ့ NOR နဲ့ပါကွာလဲဆိုတော့ရိုးကျွန်တော်တို့ဒီ NOR ကိုလှည့်တဲ့အခါမှာတော့အားလုံးတစ်ပြိုင်တည်းလှည့်သွားတော့တွေ့ရပါလိမ့်မယ်ဆောနာ parenting မှာလှည့်ရင်တော့ပုံထားတဲ့ကောင်ကကြံခဲ့ပြီးကြံတဲ့ကောင်တွေကလှည့်ပါတယ်ဆိုတော့အဲ့ဒီအပြင်ကျွန်တော်တို့ကအဓိကအနေနဲ့ပြောရမယ်ဆိုရင် NOR ကကျွန်တော်တို့ parenting လိုမျိုးဘုံတစ်ခုမဖော်ထားခြင်းဘူးမမြင်ရတဲ့ layer တစ်ခုအနေနဲ့ပုံထားခြင်းတဲ့အခါမှာကျွန်တော်တို့သုံးတာပါနောက်ထပ်တစ်ခုကကျွန်တော်တို့ဒီ layer တွေအများကြီးကို parent layer တစ်ခုတည်းကထိန်းချုပ်ထားမယ်ဆိုနည်းနည်းခက်တဲ့အတွက်ကြောင့်ဒီ NOR မမြင်ရတဲ့ NOR layer ကိုထားပြီးတော့ထိန်းလိုက်တာက
ဖောက်ကိုပို့ပြီးတော့ပေါ်စေတယ်လက်တာတွေထစ်တာတွေကိုပို့ပြီးလျှော့စေပါတယ်ဆိုတော့များသောအားဖြင့်တော့ကျွန်တော်တို့က favorite မှာကတော့တိတ်ပြီးသုံးလို့မရှိဘူးအများသောအားဖြင့်ကျွန်တော်တို့ no နဲ့ပဲတွဲပြီးသုံးလို့ရှိပါတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့နောက်ထပ်တစ်ဆင့်ကိုတွားပြီးထည့်ကြည့်ရမယ်ဆိုရင်ကင်မရာစီကိုမတွားခင်မှာ no သုံးနည်းနောက်ထပ်တစ်ဆင့်ကိုထည့်ပြီးသိရပါမယ်ဆိုတော့ကျွန်တော်တို့က no မှာဒီမှာပထမတစ်ဆင့်မှာဒီ10စက္ကန့်လောက်မှာကျွန်တော်တို့ကနေရာတစ်ခုကိုရွှေ့တယ်ထားပါတော့စက္ကန့်လောက်မှာကျွန်တော်ဒီလိုမျိုးနေရာတစ်ခုကိုရွှေ့လိုက်မယ်အပေါ်ကိုတက်လိုက်မယ်ဒါက10စက္ကန့်မှာပေါ်တက်သွားမယ်ဒုတိယမှာတစ်ဆင့်မှာကျွန်တော်တို့ကအောက်ကိုပြန်ပြီးချမယ်ဒါဆိုရင်20စက္ကန့်ပေါ့ဒါဆိုရင်ကျွန်တော်တို့မြင်တဲ့အတိုင်းပဲဒီကောက်မှာကျွန်တော်တို့နောက်ပိုင်းလေးကိုနှေးချင်လို့ကျွန်တော်ဒီလိုမျိုး crop လေးထည့်လိုက်မိထားပါတော့ဒါဆိုရင်ကျွန်တော်တက်လိုက်ကြလိုက်ကလေးပေါ့ဟုတ်ပြီဒါကတော့ဟုတ်ပြီဒါကဟုတ်ပြီဆိုတော့ဒါပေမဲ့ကျွန်တော်တို့ကအဲ့လိုမျိုးမလိုချင်ဘူးဒီကောင်အဆုံးထိဒီကိုတက်ပြီးတော့မှပြန်ဆင်းလာတာကိုမလိုချင်လို့ရှိရင်ကျွန်တော်တို့က no ကိုနှစ်ခုချိန်ပြီးသုံးပါတယ်ဆိုတော့ကျွန်တော်ဒီအဲ့လိုမဟုတ်ဘဲနဲ့ဒီမှာတက်တဲ့နေရာမှာခဏရပ်ထားပြီးတော့ဒီလိုမျိုးပြန်သုံးမယ်ဆိုရင်ကျွန်တော်ဘယ်လိုမျိုးဖြစ်သွားမလဲဆိုတော့တစ်ချက်ပြပေးပါမယ်ဒါဆိုရင်ခဏလေးပို့ပြီးတော့ဒီနေရာမှာရပ်သွားတာကိုမြင်ရမယ်ပြီးမှပြန်ပြီးဆင်းလာမယ်ဆိုတော့ကျွန်တော်ကမဟုတ်ဘူးဒီလိုမျိုးမလိုချင်ဘူးကျွန်တော်နောက်ထပ် no တစ်ခုထပ်ပြီးထည့်လိုက်မယ်ဒီ no 1လေးကိုကျွန်တော်တို့က no 2မှာချိန်လိုက်မယ်ပြီးတော့ကျွန်တော်တို့ no 2ကိုကျွန်တော်တို့ key frame လေးချမယ်ပထမမှာကျွန်တော်တနေရာအတိုင်းလေးထားပြီးတော့ဆိုတော့ကျွန်တော် no 1မှာတော့အပေါ်အောက်ကနေပြီးအပေါ်ကိုတက်လာတဲ့ animation ပေးထားတယ်ကျွန်တော်ဒီ graph ထည့်ထားတယ်ဒါဆိုရင် no 2နဲ့ဘာလို့ချိန်တာလဲဆိုလိုချင်းရတော့ share ပါတယ်ကျွန်တော်တို့ဒီနောက်တစ်ခုမှာကျွန်တော်တို့ဒီမှာ movement ကိုကျွန်တော်တို့ key frame ပေးပြီးပြီဒီဘက်မှာ key frame တစ်ခုဒီဘက်မှာ key frame တစ်ခုပေးပြီးပြီကျွန်တော်ဒီ key frame ရဲ့ animation မဆုံးခင်မှာနောက်ထပ် animation ကိုတန်းပြီးသွားခြင်းတယ်ဆိုတော့ဒီနေရာကနေပြန်စမယ်ဆိုရင်ဒီ animation ဒီ key frame ဆုံးပြီးမှပြန်စတာဖြစ်တဲ့အတွက်ကြောင့်ဒီ key frame ဆုံးပြီးမှပြန်စတယ်ဆိုတော့ကျွန်တော်တို့ကအဲ့ဒီ key frame မဆုံးခင်မှာစကြင်တာဖြစ်တဲ့အတွက်ကြောင့်နောက်တစ်ခုလေးချိန်ပြီးတော့အဲ့ဒီ key frame ရဲ့မဆုံးခင်ဒီနေရာမှာပြန်ပြီး key frame ရဲ့တစ်ခုချလိုက်တာပါဆိုတော့နောက်ထပ်တစ်ခုကတော့ကျွန်တော်တို့ရောက်ချင်တဲ့20စက္ကန့်မြောက်မှာကျွန်တော်အောက်ကိုပြန်ပြီးချလိုက်ပါမယ်ဒီကောက်မှာလည်းကျွန်တော်ဒီ graph လေးထည့်လိုက်မယ်ဒါဆိုရင်လည်းကျွန်တော်တို့တခုကဒီအပေါ်ရောက်ပြီးတဲ့အခါမှာအောက်ကိုပြန်ဆင်းဖို့လုံးဝမစောင့်တော့တာကိုတွေ့ရမယ်ဒီ key frame မဆုံးခင်မှာဒီကောင်ပြန်လာတဲ့အတွက်ကြောင့်ဒီကောင်ကအဆုံးထိလည်းမတက်တော့ပါဘူးဆိုတော့ကျွန်တော်ဒီကောင်နည်းနည်းတိုးရင်တိုးသလိုကိုကညှိပြီးသုံးလို့ရပါတယ်ဆိုတော့ဒီနည်းလမ်းနဲ့ပဲကျွန်တော်တို့ကအများကြီးသုံးလို့ရပါသေးတယ်ဆိုတော့ကျွန်တော်နောက်ထပ်တစ်ခုဘယ်လိုမျိုးသုံးလို့ရလဲဆိုရင်ဒီလိုမျိုးမသုံးဘဲနဲ့ဒီကောင်ကိုကျွန်တော်တို့ကအပေါ်အောက်ပဲအတက်အဆင်းပဲလုပ်မယ် sorry အပေါ်အောက်ပဲလုပ်မယ်ဒီလိုမျိုးအပေါ်အောက်ပဲလုပ်မယ်ဟုတ်ပြီအပေါ်အောက်ပဲလုပ်မယ်ကျွန်တော်ဒီကောင်ကိုကြတော့ဒီအကြည့်အသေးကိုမှကျွန်တော်တို့ဒီအကြည့်အသေးလေးပေါ့နော်ကျွန်တော်ဒီ key frame ရဲ့ဟိုဘက်နဲ့ဒီဘက်ကြားလေးမလို့ပို့ပြီးကြီးလာတာမျိုးလေးလုပ်လိုက်လို့ရပါတယ်ဒါကတော့ကျွန်တော်တို့ပေါ်ရောက်ပြီးမှကြီးပြီးအောက်ကိုပြန်ထွက်ချလာတဲ့ပုံစံမျိုးဖြစ်သွားမှာပေါ့ဆိုတော့ကျွန်တော်တို့ဒါဆိုရင်တော့ဘာလို့ကျွန်တော်တို့နှစ်ခုသုံးခုချိန်သုံးလဲဆိုတော့တီးလောက်ပြီလို့ထင်တယ်အကြမ်းပြင်းလောက်တော့နားလည်လောက်ပြီလို့ထင်တယ်ဆိုတော့ကျွန်တော် monograph တွေပါတယ်မှာဆိုရင်တော့ no ကိုအများနဲ့အဲ့လိုမျိုးချိန်သုံးပါတယ်ဆိုတော့ကျွန်တော်နောက်ချိန်သုံးတတ်တော့ပြီဆိုရင်တော့ကျွန်တော်တို့ကင်မရာကိုကြည့်ကြမယ်ကင်မရာသုံးနည်းကိုမပြောခင်မှာကျွန်တော်တို့ဒီဗီဒီယိုလေးတစ်ချက်လောက်အရင်ကြည့်ကြရအောင် edit လောက်တဲ့ယုံနဲ့ editor တယောက်ဖြစ်ပြီလားအခုနောက်ပိုင်းသင်တန်းတက်ပြီး edit လောက်တက်သွားတာနဲ့ editor ဖြစ်ပြီလို့ထင်နေကြတာကမှားယွင်းတဲ့အယူအဆတစ်ခုပါ edit လောက်တက်တာကအခြေခံပဲရှိပါသေးတယ် client တွေယုံကြည်အောင်ဘယ်လိုမျိုးလုပ်မလဲဒီလုပ်ငန်းခွင်မှာရေရှည်ဘယ်လိုမျိုးရပ်တည်မလဲဒါတွေကကိုယ့်ရဲ့နေ့စဉ်စူးစမ်းအားထုတ်မှုနဲ့ professional ဆန်တဲ့အတွေ့အကြုံတွေပေါ်မှာပဲမူတည်ပါတယ်ကျွန်တော်စီမှာ free action တယ်လို့လာပြောနေတဲ့သူတွေကိုလည်းသတိပေးချင်တာကပညာရပ်တစ်ခုဆိုတာတန်ဖိုးရှိမှတန်ဖိုးထားတတ်မှသာရေရှည်အသုံးချလို့ရတာပါဒါကြောင့်ကျွန်တော်ကလည်းအရင်ရှိပြီးသား lesson 5ခုကို SaaS promotion တွေအပြင် content creation တစ်ခုလုံးကိုခြုံငုံမိစေမဲ့ all in one main course အဖြစ်အဆင့်မြင့်တင်လိုက်ပါပြီဒါပေမဲ့လာမယ့် April 15 ရက်နေ့ကျွန်တော်ရဲ့မွေးနေ့မှာထူးထူးခြားခြားလက်ဆောင်တစ်ခုပေးဖို့ရှိပါတယ်သင်တန်းမှာ lifetime free တက်ခွင့်2ဦးသင်တန်းကြေး 3000 ကျပ်သာပေးရမယ် discount က2ဦး giveaway မှာဘယ်လိုမျိုးပါဝင်မလဲပထမဆုံးတစ်ချက်ကတော့ဒီ post ကို like လုပ်ပြီးတော့ editing group ဒါမှမဟုတ် channel တစ်ခုမှာ share ပေးပါ TikTok ဒါမှမဟုတ် YouTube ကနေကြည့်နေတဲ့လူဆိုရင်ကျွန်တော်ရဲ့ account ကို follow လေးလုပ်ပေးခဲ့ပြီးတော့ repost ဒါမှမဟုတ် sharing တစ်ခုခုလုပ်ပေးခဲ့ပါဒုတိယတစ်ချက်
မွေးနေ့ဆူတောင်းစကားနဲ့အတူတူသင်တန်းတက်ပြီးဘလို့ editor မျိုးဖြစ်အောင်စူးစမ်းမလဲဆိုတာကို comment မှာရေးပေးခဲ့ပါတတိယအချက်ကတော့ကျွန်တော် comment မှာချပေးထားမယ့် Telegram link ကနေမူရင်း post ကိုလာပြီးတော့ရေးပေးခဲ့တဲ့မွေးနေ့ဆူတောင်း screenshot နဲ့အတူကျွန်တော်ရဲ့မူရင်း Telegram post ရဲ့ comment မှာပြန်လာပြီးချပေးခဲ့ပါကျွန်တော်ကန်တူးရှင်ကိုရွေးချယ်တဲ့အခါမှာ Telegram မူရင်း post ကနေ comment ဘေကနေရွေးချယ်မှာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့နာမည်ပါဝင်ဖို့ဒီအချက်ကအရေးကြီးပါတယ်ဧပြီလ15ရက်နေ့မှာကန်တူးရှင်3ဦးကိုကျွန်တော်ကိုယ်တိုင်ရွေးချယ်ကြေညာပေးသွားမှာပါကင်မရာဘက်ကိုဆက်လိုက်အောင်ကင်မရာဆိုတာကိုပြဖို့အတွက်ကျွန်တော်လက်ရှိသုံးထားတဲ့ကင်မရာပါမယ် project လေးတစ်ခုကိုအရင်ဆုံးဖွင့်ပြပါမယ်အဲကျွန်တော်လက်ရှိသုံးထားတဲ့ project တစ်ခုပါဒါတော့ design ကတော့ကျွန်တော်အကောလုံးအလင်းမော်အစားအကောလုံးအသေးစိတ်ကိုယ်တိုင်ဆွဲထားရတာဆိုတော့အဲ့ဒီအသေးစိတ်ကတော့အရန်ခတ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီလိုမျိုးမှာတင်ဖို့အဆင်မပြေပါဘူး YouTube မှာတင်မယ်ဆိုကျွန်တော်နိုင်ပေါင်းများစွာတင်ရပါလိမ့်မယ်ဆိုတော့ကျွန်တော် align motion နဲ့မှာကျွန်တော်တို့ဆိုတော့ကျွန်တော်အတန်လေးဖေချာမြင်အောင်လို့ဖျောက်ပေးထားပါမယ်ဟုတ်ပြီကင်မရာဆိုတာကဘာလဲဆိုတော့ကျွန်တော်ကင်မရာဆိုတာဘာလဲဆိုတာပြဖို့အတွက်ဒီကင်မရာကိုကျွန်တော်တစ်ချက်ပြန်ပြီးဖြတ်ပြပေးပါမယ်ဆိုတော့ကျွန်တော်ကင်မရာကိုသုံးတော့မယ်ဆိုလို့ရှိရင်ဒီနေရာမှာအကောင်ရောအစိမ်းရောင်လေးကိုဖွင့်ပေးရတယ်အဲ့ကောင်လေးမဖွင့်ခင်မှာကျွန်တော်ကင်မရာတစ်ခုထည့်ရမယ်ပေါ့နော်ဒီထဲ plus icon ကိုလာမယ် object ထဲကကျွန်တော်ကင်မရာလေးကိုထည့်လိုက်မယ်ဆိုတော့ကျွန်တော်ကတော့ထည့်ပြီးသားဆိုတော့မထည့်ပြတော့ဒီမှာကင်မရာ1ဆိုပြီးကြာလာမယ်အဲ့ကြရင်ကျွန်တော်ဒီမှာကင်မရာလေးကိုနှိပ်ပြီးဒီအစိမ်းရောင်လေးမဖြစ်နေဖြစ်နေအောင်ဖွင့်လိုက်ပါဒါမှကျွန်တော်တို့ကင်မရာရဲ့လှုပ်ရှားမဲ့ပုံကိုသေချာမြင်ရပါမယ်ကင်မရာကကျွန်တော်တို့ပထမဆုံးတစ်ချက်မှတ်ထားမှာဒီနောနဲ့ဆန့်ကျင်ဘက်ကိုသွားပါတယ်နောဒီကျွန်တော်တို့ screen ပေါ်မှာရှိနေတဲ့အရာတွေကိုဘယ်ဘက်ကိုသွားမလဲဆိုတာကိုထိန်းချုပ်ပေးတာဖြစ်ပြီးတော့ကင်မရာကတော့ screen ပေါ်မှာရှိနေတဲ့အရာတွေကသူ့နေရာမှာသူအဲအတိုင်းလေးပဲရှိနေပြီးတော့ကျွန်တော်တို့ရဲ့မြင်ကွင်းကျွန်တော်တို့ကအဲ့ဒီ screen ပေါ်မှာရှိနေတဲ့အရာရဲ့အနီးအနားကိုသွားပြီးကြည့်လိုက်တဲ့သဘောပါဆိုတော့ကျွန်တော်ကင်မရာသုံးတဲ့နေရာမှာဒီကင်မရာတစ်ခုကိုကျွန်တော်အခြေခံအနေနဲ့ base ပြန်ပြီးထားပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့အမှားရွေးရှိခဲ့လို့ရှိရင်အပေါ်ကကင်မရာကိုဖြတ်လိုက်ရင်ဒီကင်မရာအတိုင်းလေးပြန်ပြီးကြံခဲ့အောင်ပါပုံမှန်အတိုင်းလေးပြန်ပြီးကြံခဲ့အောင်ပါဆိုတော့ကျွန်တော်တို့စပြီး animation ပေးမယ်ဆိုရင်ကင်မရာကိုဒုတိယမြောက်တစ်ခုမှာပဲစပြီးပေးပါမယ်ဆိုတော့ကျွန်တော်ဒီမှာဒုတိယမြောက်ကင်မရာတစ်ခုချလိုက်ပြီဆိုတော့ကျွန်တော်နမူနာပြောပြပေးပါမယ်ထပ်ပြီးတော့တေချာရှင်းသွားအောင်လို့ပါကင်မရာကိုကျွန်တော်တို့ဒီမှာဇွန်းရင်ဇွန်းအောင်နဲ့ဒီလိုမျိုးတွားကြည့်လိုက်လို့ရှိရင်ကျွန်တော်တို့ကဓာတ်ပုံတစ်ပုံပုံတင်နဲ့မတူဘဲနဲ့အခန်းတစ်ခန်းလိုမျိုးဖြစ်နေတာကိုမြင်ရပါမယ်ကျွန်တော်ဒါကတော့ဇွန်းသုံးထားတဲ့အတွက်ကြောင့်ပေါ့နော်ဇွန်းသုံးပြီးတော့နေရာတေချာချထားတယ်ပြီးရင်ကျွန်တော်တို့ကတေချာလိုက်ပြီးကြည့်မယ်ဆိုရင်အခန်းတစ်ခန်းကိုဖုံးထောင်ပြီးဟိုဘက်ဒီဘက်လိုက်ပြီးရိုက်ကြည့်နေတယ်လို့မျိုးခံစားရပါတယ်ဆိုတော့ဒါကတော့ကျွန်တော်ကင်မရာကိုဒီလိုခံစားချက်မျိုးတွေလိုချင်တဲ့အခါကျွန်တော်ပုံတွေကိုပုံတင်မဟုတ်ပဲတက်ကြွပုံရုပ်လုံးကြွချင်တဲ့အခါတွေမှာကင်မရာကိုသုံးတယ်နောက်ထပ်တစ်ခုကတော့ကျွန်တော်တို့ကနောကကျွန်တော်တို့များလာလို့ရှိရင် element တွေများလာပုံရိပ်တွေအများများလာရင်သူကထိန်းထားတာမနိုင်တော့ဘူးထင်ခေါ်တွေဖြစ်လာရင်ဒီလိုမျိုး layer အများကြီးကိုသူကထိန်းပေးထားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်နေရာတွေရွှေ့တာတွေပါများလာရင်သူကထစ်လာပါတယ် effect များတဲ့ layer တွေနဲ့ဆိုရင်ထစ်တယ်ဆိုတော့အဲ့ဒီအခါမှာကျွန်တော်တို့က layer အများကြီးကိုမရွှေ့တော့ဘဲနဲ့ layer တစ်ခုတည်းကိုပဲရွှေ့လို့ရပါတယ်အဲ့ကျွန်တော်ဥပမာကျွန်တော် layer အများကြီးထားမယ်ပေါ့ဒီလိုမျိုးကျွန်တော် layer တွေအများကြီးထားပြပါမယ်ဆိုတော့ဒီ layer တွေကိုကျွန်တော်တို့ကထပ်ပြီးခွဲလိုက်မယ် normal လေးမှာဆိုတော့ကျွန်တော်သေချာမြင်တော့အောင်လို့ပါအများကြီးကျွန်တော်ခွဲပြပေးထားမယ်ပြီးရင်ကျွန်တော်တို့၄အောင် effect တွေလည်းရှောက်ပြီးထည့်လိုက်မယ်ဒါတွေရှောက်ပြီးတော့ထည့်ထားလိုက်မယ်ဒီတိုင်းပဲ copy ယူပြီးတော့အကောလုံးမှာချထားလိုက်မယ်ဆိုတော့ဒီ effect ကကျွန်တော်တို့ပျောက်သွားတယ်ဆိုတော့ဒီ effect မထည့်ဘူးအောင်ပြီးသွားရင်ကျွန်တော်တို့ထပ်ပြီးတော့၄အောင်ထပ်ပြီးထည့်ပါမယ်ဆိုတော့ဒီ၃ခုကိုကျွန်တော် node တွေကိုခေါင်းလုံးထည့်ပြီးချိန်ပြပါမယ်1 2 3
ဆိုတော့ဒီမှာကတော့ကျွန်တော်နည်းနည်းလေးတော့ထက်လာပြီဒါပေမဲ့သူကတော့ပေါ်သေးတယ်လို့ပြောလို့ရတယ်ဒါကိုယ့်ရဲ့ဖုန်းအမျိုးအစားအရကျွန်တော်ဖုန်းကအရင်ကြီးမလေးတဲ့ထဲမှာလည်းပါလို့ပါတချို့လူရဲ့ဖုန်းဆိုလို့ရှိရင်တော့ကျွန်တော်အဖက်တွေများလာတဲ့အခါတိမ်တွေကျွန်တော်လှုပ်ရှားမှုတွေများလာအောင်လုပ်ထားမှဆိုရင်တော့ထက်လာပါလိမ့်မယ်ဆိုတော့ကျွန်တော် keyframe လေးချပြီးတော့လှုပ်လိုက်မယ်ဟုတ်ပြီဒီကောင်လေးတွေသွားနေပြီဒါကိုကျွန်တော်တို့ animation ပေးကြည့်အောင်ဒီနေရာမှာကျွန်တော်တို့ဒီမှာထင်ငေါ့ဒီဖြစ်လာတယ်လက်ကကန်ရတာတွေဟန်းလာတာလိုမျိုးထက်တာလေးတွေခံစားလာပါတယ်ဒါကတော့အဖက်များရင်များသလိုတဖြည်းဖြည်းနဲ့ပို့ပြီးတော့လေးလာပါလိမ့်မယ်အဲ့ဒီကကျွန်တော်တို့ကဒီလိုမျိုးလုံးမယ် sorry အဲ့ဒီကကျွန်တော်တို့ကဒီအောင် site ကြီးလာပြီးတော့ကျွန်တော်တို့ keyframe ချမယ် keyframe ချပြီးတော့ကျွန်တော်ဒီလိုမျိုးနေရာအောင်လဲရွှေ့ပြီးဒီလိုမျိုးတွေပြမယ်ပေါ့ဒီလိုမျိုးအနီးနားဒီနေရာကိုကျွန်တော်သွားကြည့်မယ်ဆိုပါစို့ဒီနေရာကိုကျွန်တော်ပြလိုက်မယ်ဆိုရင်များလာလေကိုချိတ်တာနောမှာချိတ်ထားတဲ့ကောင် group များလာလေတိုင်းမှာနောကပို့ပြီးလေးလာပါတယ်ကျွန်တော်ဒီမှာသုံးရတာတွေပို့ပြီးထစ်လာတာကိုတွေ့ရလိမ့်မယ်ဆိုတော့အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့အဲ့ဒီပြဿနာကိုဖြေရှင်းဖို့အတွက်ဒီနောကိုကျွန်တော်တို့မသုံးပါဘူးအရန်ကျွန်တော် 3D ဆောနာလိုမျိုး 3D အခန်းတစ်ခန်းကိုလှည့်ပတ်ကြည့်တယ်လို့မျိုးခံစားရဖို့အတွက်လည်းကင်မရာသုံးတယ်နောက်တစ်ခုအနေနဲ့ကျွန်တော်ဒီနောကိုဖြုတ်ပြီးတော့ကင်မရာကိုထည့်လိုက်မယ်ပြီးကြတော့အဆိုင်လေးဖွင့်မယ်ဒီကင်မရာပေါ် layer လေးကိုပဲသုံးပြပါမယ်ဟောကင်မရာကိုတေချာကိုကြည့်ကျင်တဲ့နေရာကိုတွားကြည့်လို့ရပါတယ်ဒီ zone လေးကင်မရာတော့ကျွန်တော်တို့ site နဲ့မကြည့်ရပါဘူး zone လေးကိုပဲသုံးပြီးတော့ကျွန်တော်ဒီလိုမျိုးနေရာတွေတွားပြီးတော့ကြည့်လို့ရပါတယ်စိတ်ကြိုက်ဒီလိုမျိုးတွားမယ်ဆိုရင်ကျွန်တော် keyframe တစ်ခုချလို့ရတယ် keyframe ချထားပြီးတော့ဒီမှာတစ်ချက်ချဒီ keyframe မှာကျွန်တော်ပြကျင်တဲ့ကောင်စီကိုတွားလို့ရတယ်သူကတော့ကျွန်တော်တို့ရဲ့မြင်ကွင်းဖြစ်တဲ့ layer တစ်ခုတည်းကိုပဲထိန်းချုပ်တာဖြစ်တဲ့အတွက်ကြောင့် normal လိုမျိုးမလေးတော့ပါဘူးဆိုတော့ layer တွေအများများပြီးတော့ချိတ်မနိုင်တော့တဲ့ခါကျရင်ဆိုတော့ထားပါတော့ကျွန်တော်တို့ layer 20လောက်ဆိုလို့ရှိရင်တော့တစ်ခုချင်းလိုက်ချိတ်နေရမှာလေရှောက်လာတယ်လေကျွန်တော်တို့ကနောက်ပိုင်း edit ကကျွန်တော်တို့ကိုကျန်းရင်ကျန်းလာတယ်လို့မျိုး edit ကတနေရာထဲမှာ layer 30 40လေးရှိရင်ရှိမယ်ဆိုတော့အားလုံးကျွန်တော်တို့ normal ချိတ်ဖို့အဆင်မပြေဘူးအဲ့ခါကျရင်လေကျွန်တော်တို့က camera သုံးပါတယ် camera တစ် layer တွေကိုပဲသုံးလိုက်တယ်ဆိုတော့ကျွန်တော် camera ဒီလဲကျွန်တော်တို့စိတ်ကြိုက်လုပ်လို့မရပါဘူးဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ camera လဲဆောနာပြောခဲ့တဲ့အတိုင်းတော့လိုမျိုးဒီတနေရာတွေတနေရာပြောင်းခြင်းတဲ့အခါမှာဒီ keyframe မဆုံးခင်မှာဒီလိုမျိုးပြန်သွားဖို့အတွက်ကိုသူလည်းလုပ်လို့ရပါတယ်အဲ့လိုမျိုးလုပ်မယ်ဆိုရင်ကျွန်တော်တို့ကကင်မရာတစ်ခုနဲ့တစ်ခုပြန်ထည့်ပြီးချိန်လို့မရပါဘူးအဲ့တော့ကျွန်တော်တို့ကဘယ်လိုမျိုးလုပ်လို့ရလဲဆိုတော့ကင်မရာ layer ကိုကျွန်တော်ပေါ်ပါဖို့အတွက်အရင်ဆုံးကင်မရာ layer ကိုပဲသုံးမယ်အဲ့ဒီကင်မရာ layer ကိုမှကျွန်တော်တို့ကနောတွေကိုချိန်လိုက်ပြီးတော့ထပ်ဆင်းနောတွေကိုတစ်ခုပြီးတစ်ခုသုံးခြင်းအပြင်ကျွန်တော်တို့ဖုန်းလဲသုံးရတာပေါ့လာမယ်ကျွန်တော်ဒီမှာပေါ့ပပလေးပဲရွှေ့လို့ရသွားမယ်ဒီအောက်က layer တွေအများကြီးကိုချိတ်တော့တာမဟုတ်ပဲဒီကင်မရာတစ်ခုတည်းကိုပဲချိန်ပြီးသုံးတာဖြစ်တဲ့အတွက်ကြောင့်နောက်ထပ်ကျွန်တော်တို့ဘယ်လိုပဲ animation ပေးအဲ့ဒီ နောကနေပဲတစ်စင်ချင်းထပ်ဆိုင်ပြီးတော့ကျွန်တော်တို့နောတွေအများကြီးချိန်ပြီးသုံးသွားလို့ရပါတယ်ဆိုတော့ဒါကိုကျွန်တော်လက်တွေ့အနေနဲ့လည်းနမူနာပြပေးပါမယ်ဆိုတော့ကျွန်တော်ဒီမှာဆိုရင် sorry ဆိုတော့ကျွန်တော်ဒီမှာဆိုရင်ဘာလေးရရှိမလဲကျွန်တော်ဒီမှာကင်မရာကိုကျွန်တော် animation လေးပေးလိုက်မယ်ဒီနားလောက်လေးမှာဒီလိုဆိုရင်ဝင်သွားလိုက်မယ်ဆိုတော့အစိမ်းလေးကိုဖွင့်ထားမှတခြားမြင်ရမယ်ဆိုတော့ဒါကတော့နည်းနည်းလေးတော့လေးတဲ့ကျွန်တော် effect ရမ်းများလို့ဆိုတော့ဒီလိုမျိုးလေးဝင်လာတဲ့ animation တွေကိုတွေ့ရမယ်ဆိုတော့နောက်ထပ် animation ကိုကျွန်တော်ဒီကောင်မစခင်မှာဒီနားလောက်မှာတည်းကပြန်စချင်တာဖြစ်တဲ့အတွက်ကြောင့်နောက်တစ်ခုထည့်ပြီးတော့ဒီကောင်ကိုဒီထဲကိုချိန်လိုက်ပါမယ်ဆိုလိုချင်တာတော့ကျွန်တော်ဒီကောင်ရဲ့ဇွန်ဒီနားကိုမရောက်ခင်မှာနောက်ထပ်တစ်နေရာကိုပြောင်းသွားမှာမျိုးပေါ့ဆိုတော့ဒီလိုမျိုးပေါ့ဒီနားမှာကျွန်တော်ဒီလိုဘေးကိုသွားတာပဲဖြစ်လုပ်လိုက်လို့ရတယ်အပေါ်အောက်သွားတာပဲဖြစ်ပြီးသွားတာပဲဖြစ်ဒီလိုမျိုးသွားလိုက်လို့ရတယ်ဒါဆိုရင်ကျွန်တော်တို့ဒီနေရာကိုမရောက်ခင်မှာတည်းက animation လေးရသွားမယ်ဆိုတော့ graph ကတော့ကျွန်တော်ဒီမှာတော့ graph lesson မဟုတ်တဲ့အတွက်ကြောင့်တေချာသေးသေးမပြောပြတော့ဟုတ်ပြီဒီလိုမျိုး animation လေးတွေကိုကျွန်တော်တို့စိတ်ကြိုက်ထွင်ခြင်းတဲ့အခါမှာကျွန်တော်ဒီလိုမျိုးကင်မရာကို နောတဲ့ကိုထည့်ပြီးသုံးပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ နောတစ်ခုတည်းသုံးမယ်ဆိုရင် layer တွေအများကြီးပါဒီ layer တွေအများကြီးကျွန်တော် နောတစ်ခုတည်းကိုလိုက်ပြီးချိန်ကြတာအချိန်လည်းကြာတယ်အလောက်ကလည်းခက်ပါတယ်နောလည်းလေးပါတယ်ဆိုတော့ကျွန်တော်ကင်မရာ layer တစ်ခုကို base ခံလိုက်ပြီးတော့ဒီကင်မရာ layer တစ်ခုမှာပဲကျွန်တော်တို့ edit လုပ်တာပါဆိုတော့ဒါတော့ကျွန်တော်တို့နားလည်မလို့ထင်တယ်ကျွန်တော်ကင်မရာဒီ 3D ပုံစံတွေအခန်းကိုပတ်ကြည့်တဲ့ပုံစံတွေလုပ်တဲ့အခါမှာလည်းကင်မရာကိုပဲသုံးပါတယ်ဆိုတော့နောက်တော့ layer တွေရမ်းများပြီးမနိုင်တော့တဲ့အခါမှာလည်းကင်မရာနဲ့ပဲကျွန်တော်တို့ရဲ့ view scene ကိုပဲပြောင်းလိုက်ပါတယ်
ဒီလောက်ဆိုရင်တော့ကင်မရာကပါလဲနောကပါလဲနောက်ကျွန်တော်တို့ favorite နဲ့ဆိုတာပါလဲဆိုတာကိုသိလောက်ပြီလို့ထင်ပါတယ်ဆိုတော့ကျွန်တော်ဒီမှာကင်မရာ1ကိုဘာလို့ base ခံထားလဲဆိုတော့ဒီကင်မရာကြောင့်မလို့ကျွန်တော်တို့ဖြတ်လိုက်ရင်အတဲ့အတိုင်းပြန်ပြီးဖြစ်သွားပါတယ်ကင်မရာ1ခံထားတဲ့အတွက်ကြောင့်ဆိုတော့ဒါဆိုရင်တော့ဒီ3ခုလုံးကိုနားလည်ပြီလို့ထင်ပါတယ်ဆိုတော့ဗီဒီယိုလေးကအားလုံးအတွက်အကျိုးရှိတယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ပြီးတော့ခေါင်းလုံးလေးနှိပ်ပေးခဲ့ပါဦးနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်